ကောင်းရင်လည်းကိုယ်ကရတာဘုံဘုံကိုယ်တန်နေပြက်တယ်ဘယ်သူကလာပါစေပေးပြီးတော့တန်ကောင်းဘယ်သူမှမတတ်တယ်မြတ်စွာဘုရားဟောတာလေခန္ဓာကိုယ်ကြီးဆိုတာတပြေးပြေးရောပါပြီတပြေးပြေးချိုးရွယ်လာပါပဲဒီလိုပဲအိုးမင်းရဲ့ဒုက္ခကိုခံရမှာပဲဒါဘယ်သူမှလုပ်လို့မရတယ်စရတမောဘုရားမလုပ်ကိုင်းစရတမောဘိစရတတိတောငါမအိုးခြင်းသဘောရှိတယ်တနေ့ကျအိုးရအောင်ပါဒါပဲစဉ်းစားတကယ်အမှန်တရားပဲဒီလိုစဉ်းစားလိုက်တော့ပါကျိုးရှိတယ်တကယ်လည်းတွေ့ကြုံလာတဲ့စိတ်ဓာတ်မကြောက်အိုးရောအိုးတဲ့စိတ်ဓာတ်မကြောက်ဒီလိုမစဉ်းစားလို့ရင်စိတ်ဓာတ်တွေကြောက်ဒီပရိစ္ဆေဝေကိုတတ်သေးတာတွေဖြစ်တာဟုတ်တယ်မလားဘုရားဗဒတိမြတ်မလူမျိုးတွေဘလောက်ကဲတွေကြုံအပြုံးမပြတ်နေကြတိုင်းကြဘာကြောင့်နှလုံးသွင်းမှန်ကန်လို့ပဲတကြတဲ့ကလူတွေတလောက်မခံနိုင်ဘူးကြလားမြတ်စွာဘုရားဟောတာကန္တိပရမတ္တဘောဓိတွေကဒီကံနဲ့ဆိုတာဘယ်နှမျိုးရှိလဲအနေဆိုဒီကံနဲ့ဆိုတာသုံးမျိုးရှိတယ်သူများကိုလာဆဲလေဒီကံတာတကူယာတိဥဒုတံကိုလည်းသိကံနောက်တစ်ခုကယောဂဝေနာဖြစ်လာတဲ့သိကံညာလားသိကံနိုင်တဲ့အကျင့်အားဘုရားဘာသာတွေပါရှိတယ်ဒါကြောင့်မို့အပြုတ်မပြတ်နေနိုင်ကြတာမှန်လားပါအဲ့တော့မို့ဆိုရင်လူတွေဒုက္ခရောက်ကုန်ဟုတ်လားဘယ်တော့ဆိုဘာမှပြည့်နေတဲ့လူတွေအပြုံးမပြုံးနိုင်ငံသားတွေတကလာဘူးလေဘာမှပြည့်အလူတွေဒုက္ခတွေကြက်တဲ့တွေရှိတယ်ဘယ်လိုပြနေကြလို့လာတော့ဒီရောက်တဲ့အခါကျတော့လူတွေကြည့်တော့ဘာမှမဖြစ်သလိုနေကြအဲ့ဒါဘာကြောင့်တရားနှလုံးသွင်းတယ်လို့ဒုက္ခဆိုတော့မလာဘူးမဟုတ်လားပါပဲဒုက္ခမှနှမျိုးရှိတယ်အများကာရတဲ့ဒုက္ခအတိကာရတဲ့ဒုက္ခဟုတ်တယ်မလားအခုပုံဆိုလေဒုက္ခပဲဒီဒုက္ခကိုမြို့သိမ့်တာပြီးတော့ရတဲ့အတန်လေးနဲ့တရားဟောပေးတယ်မှန်လားပါဗျာဒီတဲ့မှာကာကနာနေသေးတယ်ပုံတလောနေပြီးတော့သွားလိုက်တော့ကာနာလို့ဘာပဲဖြစ်ပေါ့ဖြစ်နေတာတကူအောင်ဤသိကပြီးတော့လှုပ်ရှားစီတာတော့လှုပ်နေတာတပကလည်းစာရေးရှားရှိရေးနေတဲ့ပုံဟုတ်တာဟိုတွေမြူပြောတာပေါ့ပေါ့ဒုက္ခဆိုတာခံရတဲ့အကြောင်းပြောတကြွတင်ကောင်းတယ်မဲ့ပုံမလို့တော့ကြောင်ကြီးနဲ့စိတ်ကြနေတယ်လို့အောင်ပေးတယ်ဘယ်ဟုတ်မလဲအခုမပြီးသေးတဲ့ဇန်နကြရေးနေတဲ့ပုံအဘိဓမ္မာကိုတဲ့ကြတဲ့ကပုဂ္ဂလပြည့်တဲ့ကြရဲ့အဖွဲတက္ကရာကိုဧကလိတ်လူပြန်နေတယ်ဧကလိတ်လူပြန်တာစိတ်ရှင်မျက်နှာလောက်ကြံနေတယ်လို့ပြီးတတ်ဖို့လို့အဲ့ဒါကာကတိတဲ့နာနေသေးတယ်နာနေတော့လေအိပ်ပြီးတော့ရေးလိုက်တာဆိုလိုတာကဘုရားဘာသာဖြစ်လာလို့ရှိရင်တာလေးကိုမှတ်တာခေါ်တာကဘုရားဟောတာနေတိုင်းနေ